ဆူလိုက်လာယာဟုသားသမီးများအတွက်တလစာဟောစာတာအခုဒီလမှာယာဟုသားသမီးများကလက်ဝက်စမ်းကျဲသောအခွင့်အလမ်းများပေါ်ပေါက်လာမည်လားဖြစ်ပါတယ်ရှင်ထူးခြားသောအာယုံခံစားမှုတော့မဟုတ်ဉာဏ်အမျှော်အမြင်များရရှိတတ်ပြီးလူမျိုးကွဲဘာသာကွဲပြားနဲ့ဆက်ဆက်ပြီးတော့ကံကောင်းမှုများကြုံရတတ်ပါတယ်ရှင်မထင်မှတ်ထားသောနေရာတော့မဟုတ်ခရီးဝေးကနေတည်င်းကောင်းတွေကြားရတတ်ပါတယ်ရှင်စီးပွားရေးနဲ့အလုပ်အကင်မှာခါကြတော့online အခြေပြုလုပ်ငန်းများနည်းပညာပြပနဲ့ဆက်သွယ်ရသောလုပ်ငန်းများအထူးအောင်မြင်ပြီးကာလဖြစ်ပါတယ်ရှင်နည်းပညာပြပနဲ့ဆက်သွယ်ရသောလုပ်ငန်းများနဲ့အလားအပါကျမ်းမာရေးအယောင်းအဝယ်နဲ့အထူးအောင်မြင်ဖြစ်ထွန်းပြီးကာလဖြစ်ပါတယ်ရှင်မိမိရဲ့ကိုယ်ပိုင်ဖန်တီးမှုနဲ့တင်ဆက်မှုကလူအများကြီးစိတ်ဝင်စားမှုကိုရရှိပါလိမ့်မယ်ရှင်ခရီးသွားလာခြင်းပြပတော့မဟုတ်ရပ်ဝေးဒေသများသို့ပြောင်းရွှေ့ဖို့ခရီးသွားရန်အစီအစဉ်ရှိပါကအခက်အခဲအချို့ရှိနိုင်ပေမဲ့နောက်ဆုံးတွင်အစဉ်ပြေချောမွေ့စွာအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်ရှင်။အတိပြုရမှာကလုပ်ငန်းခွင်အတွင်းတို့မိတ်ဆွေအပေါင်းအတင်းကြားမှာမလို့သူမုံထားတင်းပြောခံရခြင်းမနာလိုသူတွေရှိတတ်ခြင်းကိုတတိပြုပါမိမိရဲ့အစီအစဉ်ကိုအပီးမတက်ခင်တခြားသူတွေကိုအတိမပေးဘဲနဲ့လက်ဝဲစွာလှုပ်ဆောင်ခြင်းကပိုမိုပြီးတော့အကျိုးရှိပါလိမ့်မယ်ရှင်။မိသားစုနဲ့ပတ်သက်ပြီးအိမ်နေရာအပြောင်းအလဲတော့မဟုတ်ပိုင်ဆိုင်မှုအိုးအိမ်ကိစ္စရပ်များတွေဆွေးနွေးတိုင်ပင်မှုပြုလုပ်ရတတ်ပါတယ်ရှင်မိဘအောက်ထင်းသူများတက်ကြီးရွယ်အိုများကိုပြုစုဆောင်ရှောက်ရခြင်းကူညီပေးရခြင်းများကောင်းချီးကိုရရှိခြင်းကမိမိအတွက်အကာအကွယ်ကောင်းဖြစ်ပါလိမ့်မယ်ရှင်။တားမရေးမှာခါကြတော့အာယုံကြောနေခြင်းစိတ်ပူပန်မှုလွန်ကဲခြင်းနဲ့ခြေတောက်ခြေစစ်တို့အနာတရဖြစ်တတ်ခြင်းတော့မဟုတ်တိုက်ခဲခြင်းမျိုးကြုံရတတ်ပါတယ်။အသွားအလာတတိပြုပါစိတ်ကြည်လင်စေရန်အတွက်အနာယူခြင်းပို့ပြီးတော့ပေးပါရှင်။ကံကောင်းစေတဲ့အယောင်မှာခါကြတော့မိခိုးရောင်၊နက်ပြရောင်၊ရွှေရောင်ဆန်းဆန်းလေးတွေဖြစ်ပြီးတော့ကံကောင်းစေတဲ့ကဏ္ဍခါကြတော့8 ဖြစ်ပါတယ်ရှင်။ပြုလုပ်ရမယ့်ယတနာခါကြတော့ဗုဒ္ဓဟူးညဖျားမှာတောက်တော်ရေ8 ခွက်နဲ့ရွက်လပန်းလူဒန်းပူစော်ပေးပါခရီးသွားလာသူများဒုက္ခရောက်နေတဲ့သူတွေတော့မဟုတ်တက်ကြီးရွယ်အိုတွေကိုအစားအသောက်နဲ့စေဝါများနိုင်သလားလူဒန်းပေးခြင်းဖြင့်အခက်အခဲမှန်သမျှလွင့်စင်ပြေပြောက်စေပါလိမ့်မယ်ရှင်။